မင်္ဂလာပါနော်လက်တက်မဲ့จิตတူဆောင်တွေနဲ့နောက်တစ်ချိန်ထပ်ပြီးတော့တွေ့ရပြန်တော့လည်းပဲအင်မတန်ဝန်တာမိတယ်အခုဆိုလို့ရှိရင်နော်တင်တို့တိဆောင်မဲ့မိသားစုမတိဆောက်ခင်မှာဘယ်လိုမိသားစုမျိုးကိုတိဆောင်မလဲပုံဖော်မလဲဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့မှဖြည်းဖြည်းနဲ့တင်ယူလာခဲ့ပြီးပေါ့နော်တကယ်တမ်းစာတင်တိဆောက်တဲ့အခါမှာဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းကိရိယာတွေအစုံအလင်နဲ့တိဆောက်မယ်ပုံစံဒီဇိုင်းကိုလည်းပဲကောင်းမွန်စွာသိရှိပြီးတော့မှစာတင်ဆောက်လုပ်ဖို့အတွက်ကိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့တွေသိရှိလာခဲ့ပြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပဲတင်တို့ရဲ့စိတ်ကူးစိတ်တမ်းထဲမှာလည်းပဲတော့စတင်ပြီးတော့မှငါဘယ်လိုမိသားစုမျိုးကိုတိဆောက်မလဲဆိုတာကိုနော်စဉ်းစားတွေးခေါ်လာပြီးလို့ယူဆတယ်နော်ဒီနေ့လည်းပဲနောက်ထပ်နော်မသိမဖြစ်အရေးကြီးတဲ့အချက်ကလေးကိုဆွေးနွေးတင်ဆက်သွားပြီးမှဖြစ်ပါတယ်နော်အဲ့ဒါကတော့ဘာလဲဆိုတော့မနေ့ကတော့ကျွန်တော်တို့ရဲ့ကြီးပြင်းလာတဲ့မိသားစုအတိုင်းဝိုင်းကျွန်တော်တို့ကြီးပြင်းလာတဲ့မိသားစုအတိုင်းဝိုင်းထဲမှာရှိတဲ့မိသားစုဝင်တွေရဲ့အပြုအမူပြောဆိုပုံစံယုံကြည်ချက်နဲ့ပတ်သက်ပြီးတော့မှအရေးကြီးကြောင်းသိရှိဖို့အတွက်လိုအပ်ကြောင်းကိုဆွေးနွေးခဲ့ပြီးပြီအဲ့တော့ဒီကြီးပြင်းလာတဲ့နော်ဒီပတ်ဝန်းကျင်အတိုင်းဝိုင်းကနေပြီးသွားတော့မှထိုးတွေကဘလို့မျိုးကြီးပြင်းလာပြီးတော့တို့တွေကိုဘလို့ပုံဖော်လာခဲ့သလဲဆိုတဲ့အကြောင်းအရာကိုဒီနေ့တွားမှာဖြစ်တယ်နော်ပတ်ဝန်းကျင်ကနေပြီးသွားတော့မှဘလို့မျိုးတို့တွေကိုပုံသွင်းလာခဲ့သလဲမိသားစုတွေကနေတို့ကိုဘလို့မျိုးပုံသွင်းလာခဲ့သလဲတစ်ဆက်တည်းမှာလည်းပဲညီကောင်မောင်နှမတွေကကျွန်တော်တို့ကိုဘလို့မျိုးပုံသွင်းလာခဲ့သလဲအကြောင်းတွေကနေပြီးသွားတော့မှလည်းပဲတို့တွေကိုဘလို့မျိုးပုံသွင်းလာခဲ့သလဲယုံကြည်ခြင်းကနေပြီးသွားတော့လည်းပဲတို့တွေကိုဘလို့မျိုးပုံသွင်းလာခဲ့သလဲအဲ့ဒီပုံသွင်းလာတဲ့အပေါ်မှာမူတည်ပြီးသွားတော့မှတို့တွေကတော့အခုလက်ရှိအခုအချိန်မှာတော့ဒီလိုပုံကူမျိုးဖြစ်နေပါတယ်ဆိုတဲ့ဥစ္စာကိုသိရှိပြီးသွားတော့နော်ကိုယ်နဲ့တူတူလက်တွဲမဲ့နော်ချစ်သူဇနီးလောင်းတော်၎င်းချစ်သူခင်မွန်းလောင်းတော်၎င်းသူနဲ့တိုင်ပင်ပြီးသွားတော့မှကျွန်တော်တို့တွေကဆက်လက်ပြီးတော့တူကိုတူပုံမှုသိရှိကရှောင်လန်းရမယ့်ဘဝအတွက်အစဉ်သစ်ဖြစ်ဖို့အတွက်ပြင်ဆင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကနေပြီးသွားတော့မှနော်မေခွန်းကလေးတွေကိုမေးသွားမယ်အဲ့ဒီဥစ္စာကလေးတွေကိုတည်တည်ချာချာပြန်လည်စဉ်းစားပြီးတော့မှသင်တို့တွေဖြည့်သွားရမှာဖြစ်တယ်နော်မချမ်းဘဲနဲ့စူးစမ်းပြီးတော့ရိုးသားဆောင်မှန်ကန်ဆုံးသင်တို့တွေဖြည့်သွားဖို့လိုအပ်လိမ့်မယ်သင်တို့အတွက်လည်းပဲသင်တို့တွေအကျိုးရှိလိမ့်မယ်တစ်ဆက်တည်းမှာလည်းပဲဘဝတစ်ခုလုံးကိုပေးပြီးတော့မှသင်တို့နဲ့လက်တွဲသွားမယ်သူရဲ့လက်တွဲဖို့အတွက်လည်းပဲအရေးကြီးတယ်ဆိုတော့ကိုသင်တို့တနေ့ကြလို့ရှိရင်ကောင်းကောင်းသိရှိလာလိမ့်မယ်နော်အဲ့ပထမဦးဆုံးအနေနဲ့မေခွန်ကလေးကတော့ပေါ့နော်ငါကသိရှိဖို့အတွက်နဲ့ပတ်သက်ပြီးတော့မေခွန်နေဖြစ်တယ်နံပါတ်1ကတော့ငါအမေရဲ့နော်အကောင်းမွန်ဆုံးသောအရေးအသွေးထိုအရေးအသွေးဟာငါစီမှာရှိနေတယ်အဲ့ရှိနေတဲ့အရာကလေးတစ်ခုကဘာဖြစ်မလဲကျွန်တော်ပြန်ပြောမယ်နော်ဆိုတော့အမေစီကနေပြီးတော့မှအကောင်းမွန်ဆုံးသောသင်ယူမိတဲ့အရာကလေးသင်ဟာအခုလက်ရှိထိပြုလုပ်နေတယ်ဆိုတဲ့အရာတွေဟာဘာတွေလဲယူတီယာမေခွန်ကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်အမေရဲ့အားနည်းချက်တွေပေါ့နော်ထိုအားနည်းချက်တွေဟာကျွန်တော်စီမှာလည်းပဲအားနည်းချက်တွေဖြစ်နေတယ်ဥပမာဆိုလို့ရှိရင်တော့အမေကအသုံးကြီးဆိုလို့ရှိရင်ကျွန်တော်လည်းပဲပတ်စံတွေကိုကောင်းကောင်းမွန်မွန်စီစစ်မှုမရှိဘူးလွယ်ရင်လွယ်သလိုတုံးတက်တယ်ဒါဥပမာလေးတစ်ခုပေါ့နော်ကျွန်တော်ရဲ့အမေကတော့နော်ဒီဖျားတရားပိုင်းလေးမှာလည်းအားနေတယ်သူ့ရဲ့အားနေမှုကြောင့်မလို့ကျွန်တော်လည်းပဲဖျားတရားပိုင်းလေးမှာအားနေနေတယ်ကျွန်တော်ရဲ့အမေကတော့အဆက်ကြီးပါတယ်ထို့အတွက်ကြောင့်မလို့ကျွန်တော်လည်းပဲလူတော်တွေကိုနော်တွားတဲ့အခါမှာနည်းနည်းအခက်တွေ့ရပါတယ်ထိုကဲ့သို့တော့ပေါ့နော်ကျွန်တော်အမေမှာရှိတဲ့အားနည်းချက်ကလေးတွေကျွန်တော်စီမှာလည်းပဲထင်ဟပ်နေတဲ့အရာတွေကိုပေါ့နော်အဲ့ဒါတွေကိုစဉ်းစားစေချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမေခွန်ပြီးတိုင်းခဏလေးရပ်ပြီးတော့မှတင်တို့တွေစဉ်းစားသင့်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့အခုဗီဒီယိုလုပ်နေတဲ့အတွက်ကြောင့်မလို့ရှိသမျှဥစ္စာလေးတွေကိုတခါတည်းပြောသွားမှာဖြစ်တယ်
တတိယမိတွေမိခုံးကလေးကတော့ဘာလဲဆိုလို့ရှိရင်ပေါ့နော်ငါအဖေရဲ့အကောင်းမွန်ဆုံးသောအရေးသွေးတွေထိုအရေးသွေးတွေကိုငါရဲ့သွေးတဲ့အသားထဲမှာစီးဆင်းနေပြီးတော့ငါဒီဥစ္စာတွေကိုဆက်လက်ပြီးတော့ပြုကျင်နေပါတယ်ခုနကတော့ငါပြောသလိုပဲပေါ့နော်အမေရဲ့ကောင်းတဲ့အချက်တွေအဖေအခုကျတော့အဖေရဲ့ကောင်းတဲ့အချက်စတုထမိခွန်ကျတော့အဖေရဲ့အားနည်းချက်တွေနော်အဖေကကုန်းစားလေးရှိတော့ငါလည်းပဲကုန်းစားတာဘာမှပြဿနာမရှိပါဘူးဆိုပြီးတော့ငါဆေးပါရုံနဲ့ငါစားတက်နေပြီအဖေကနော်အရက်ပီယာတောက်တော့ငါလည်းပဲအခုရက်ပီယာလေးတွေကိုလွေးလင်းတကူတောက်တက်နေတယ်အစာရှိသည်ဖြစ်ပေါ့နော်နံပါတ်5ကတော့အရေးကြီးတယ်နော်အဖြစ်အပျက်3ခုဒီမိသားစုနဲ့အတူတူကြီးပြင်းလာတဲ့အခါမှာတင်းရဲ့ဘဝတွေမှာထင်ဟပ်ကြံရစ်နေတဲ့အရေးကြီးတဲ့အဖြစ်အပျက်3ခုအဲ့ဒီ3ခုကိုစဉ်းစားစေချင်ပါတယ်အဲ့ဒီ3ခုကိုစဉ်းစားပြီးဆိုလို့ရှိရင်ထိုအရာတွေကနော်ငါရဲ့ဘဝထဲမှာဘယ်လိုမျိုးထင်ဟပ်စေပါသလဲပေါ့နော်ဆိုတော့ဒီမှာရှိတဲ့ချစ်သူဆုံးတွဲတွေမစဉ်းစားတက်မှာဆိုလို့ကျွန်တော်ဥပမာလေးတစ်ခုပေးပါမယ်နော်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့အမေနဲ့အဖေကပေါ့နော်တနင်္ဂနွေနေ့ဆိုလို့ရှိရင်မြစ်စားတက်ပါတယ်ကျွန်တော်တို့ရဲ့ဖျားချောင်းကမင်းသုံးပါဖျားချောင်းလို့ခေါ်တယ်မြစ်စားချိန်ကမနက်9နာရီဖြစ်ပါတယ်ကျွန်တော်ရဲ့အိမ်မှာအဖေမှာနော်လေဘင်းကားလေးရှိပါတယ်အဲ့တော့တနင်္ဂနွေနေ့ပြီးပြီဆိုလို့ရှိရင်နော်အဲ့လေဘင်းကားကလေးနဲ့ဟိုးပြည်သူဥယျာဉ်ကိုခေါ်သွားတာမျိုးနော်ပြီးသွားလို့ရှိရင်တရိษံယုံကိုခေါ်သွားတာမျိုးပြီးသွားလို့ရှိရင်ခင်ထွေးပေါ့နော်မြန်မာထမင်းဆိုင်အဲ့ဒီမှာထမင်းသွားစားတာမျိုးဒီဖျားချောင်းတက်ပြီးတာနဲ့မိသားစုအတွက်အချိန်ကလေးကိုဖန်တီးပေးတယ်အဲ့ဒီဥစ္စာလေးကအခုချိန်ထိကျွန်တော်ရဲ့ဘဝထဲမှာကြံရစ်နေတယ်ထင်ဟပ်နေတယ်ဒီလိုဥပမာလေးတစ်ခုပေါ့နော်ကောင်းတဲ့ဥပမာရှိမယ်နော်ဆိုတဲ့ဥပမာလေးပဲရှိကောင်းရှိတယ်ထိုအရာကနော်တင်ရဲ့ဘဝထဲမှာထင်ဟပ်ကြံရစ်နေတဲ့မျိုးတချို့မှာကြားလို့ရှိရင်တော့ဟာအဖေကမူလာပြီးသွားတော့မှနော်ရက်တော့ပြီးမူလာပြီးသွားတော့မှအမေကိုအော်ဟစ်ရိုက်နှက်တယ်ထိုအရာလေးကငါရဲ့ဘဝထဲမှာကြံရစ်နေတယ်အဲ့တော့နော်အဖေကိုနာကျင်မုန်းတီးတယ်အဆရှိတဲ့ဖြစ်ပေါ်ငါရဲ့နှလုံးသားထဲမှာအမုန်းစိတ်ကြီးကကြံရစ်နေတယ်ဒါကတော့နံပါတ်5နော်ဆွေးနွေးရမယ့်အရာဖြစ်ပါတယ်နံပါတ်6ဆွေးနွေးရမယ့်အရာကလေးကြတော့နော်ဒီငွေရေးကြေးမိသားစုတစ်ခုဒီငွေရေးကြေးအင်မတန်မှအရေးကြီးပါတယ်အဲ့တော့ဒီငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှနော်ငွေရေးကြေးဖူလုံတဲ့မိသားစုကနေပြီးတော့မှနော်ကြီးပြင်းလာတဲ့အခါမှာဆိုလို့ရှိရင်တော့မပူပင်မကြောင်းမကြဘဲနဲ့တော့ကြီးပြင်းလာတဲ့အခါကျတော့အပူပင်ကင်းဝေးတယ်အေးချမ်းတဲ့ပျော်ရွှင်တဲ့ဘဝတတမျိုးကိုရရှိနိုင်တယ်တချို့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှနော်မဖူလုံးမခိုင်လုံတဲ့အခါကျတော့ပူပင်ကြောင်းကြမှုတွေရှိတယ်အဲ့ဒီပူပင်ကြောင်းကြမှုတွေရှိတဲ့အတွက်ကြောင့်မလို့တို့ပေါ့နော်အခြားအယုံဆုဆိုင်မှုတွေလည်းပဲနေပါပြီးတော့မှနော်လှုပ်တင်လှုပ်ထိုက်တဲ့ကလေးဘဝမှာလှုပ်တင်လှုပ်ထိုက်တဲ့အရာတွေကိုမလှုပ်ပင်နဲ့ကြီးပြင်းလာခဲ့ရတယ်ဒါတော့မိသားစုအတွင်းမှာရှိတဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့မှမိမိကိုပုံဖော်လာတဲ့ဘဝရဲ့အခြေအနေပေါ့နော်ငွေကြေးကိုပြောပြတဲ့အနောက်မှာတော့အဖေနဲ့အမေနဲ့သူတို့အချင်းချင်းဆက်ဆံမှုဒီကောင်းမွန်သောဆက်ဆံမှုမကောင်းမွန်သောဆက်ဆံမှုတလေးတစားဆက်ဆံမှုတလေးတစားမရှိဘဲနဲ့ဆက်ဆံမှုနိုင်တဲ့စီးနှင်းပြုမှုနော်အမေကနေပြီးတော့မှအဖေကိုလူရှိသူရှိအဆက်ခွဲမှုအဖေကနေပြီးတော့မှအမေကိုလူရှိသူရှိခိုင်းစေမှုအစရှိသည်ဖြစ်ပေါ့နော်ဒီတူနဲ့တူနော်သူတို့ရဲ့ဆက်ဆံမှုဒီကျွန်တော်ရဲ့ဘဝမှာလေးပဲဘယ်လိုမျိုးအကျိုးသက်ရောက်မှုရှိသလဲဆိုတော့မိခွန်းကတော့နောက်တစ်ခုပေါ့နော်ဒီနေ့တော့မိခွန်းလေးတွေကိုကျွန်တော်ကအများဆုံးပြီးတော့မှဖြစ်ပြီးတော့မှဒီမိခွန်းလေးတွေကိုတော့စဉ်းစားပြီးတော့မှတင်တို့တွေဒီမိမိရဲ့ဘဝတတနဲ့ပတ်သက်ပြီးတော့မှသုံးသပ်စီမှာဖြစ်တယ်နော်အဲ့တော့ဒီမိခွန်းလေးတွေကိုစိတ်ရှိလက်ရှိနဲ့မဖြစ်မနေစဉ်းစားပြီးတော့သုံးသပ်ဖို့ကျွန်တော်အခုကလေးကထပ်ပြီးတော့တိုက်တွန်းအပ်တယ်နောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်တော့နော်ဒီလိုအခြေအနေမျိုးတွေမှာရောက်လာတဲ့အခါတိုင်းမှာဆိုလို့ရှိရင်သူတို့ဒီကျွန်တော်ကိုဘယ်လိုဆက်ဆံပါသလဲနော်ပူပင်နဲ့ပူလောင်တဲ့အခြေအနေမျိုးတွေမှာသူတို့တွေကြုံတွေ့နေရတဲ့အခါမှာမိမိကိုဘယ်လိုဆက်ဆံခဲ့ပါသလဲအဲ့ဒီအရာဒီအခုလည်းပဲကျွန်တော်ကိုနော်အမှတ်ရနေစီပါတယ်အဲ့အရာဒီအမှတ်ရနေစီပြီးတော့မှကျွန်တော်ဒီလည်းပဲစိတ်ဆိုးတဲ့အခါစိတ်မရှိကြည်မနှက်ဖြစ်တဲ့အခါမှာကျွန်တော်ဒီအခြားသူတွေကိုဘယ်လိုမျိုးပြန်လဲပြီးတော့ဆက်ဆံမိပါသလဲ
ဟုတ်ပြီနော်နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ဒီဖြည့်သွားတဲ့မိခွန်းကလေးတွေကိုနော်ပြန်ပြီးတော့တုံးသက်ပြီးတော့မှအခုလက်ရှိမျက်မှောက်ကာလမှာအကောင်းမွန်ဆုံးသောနော်ချိကပ်မှုသည်အကောင်းမွန်ဆုံးသောကင်တွယ်မှုသည်ဘယ်လိုများဖြစ်ပါလိမ့်မလဲဥပမာဆိုလို့ရှိရင်ပေါ့နော်အလွယ်ဆုံးသောအရာလေးကတော့ကဲအဖေကရက်တော့လာရင်အမေကိုနော်ရိုက်နေတဲ့စူးငေါက်တယ်မကျင်တဲ့မှုတွေကိုတခါတည်းအိတ်သုံးဖားဖောက်နော်ပြောဆိုဆက်ဆံတယ်အဲ့တော့ရိုးရှင်းတဲ့ approach ကလေးကတော့ငါရဲ့မိသားစုမှာဒီလိုပုံစံမျိုးမဖြစ်ရလေအောင်ငါဒီအရက်ကိုမတောက်တော့ဘူးငါဒီအရက်ကိုလုံးဝမထိဘူးအကယ်၍အရက်ကိုတောက်တယ်ဆိုရင်လည်းပဲနော်တိုင်းတာပမာဏလေးတစ်ခုထိမကုတ်ကိုမထိန်နိုင်ဘူးဆိုလုံးဝမတောက်ဘူးဒီလိုမျိုးတော့ပေါ့နော်ကင်တွယ်မှုမျိုးနဲ့ပတ်သက်ပြီးတော့မှအကုန်လုံးခုနကရေးချခဲ့တဲ့အရာတွေကိုပြန်လည်စဉ်းစားစေချင်ပါတယ်နော်ကျေးဇူးတင်ပါတယ်